မင်္ဂလာပါရှင်ညီမနာမည်ကတော့မဆုတထာဖြစ်ပါတယ်ညီမကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့မှာလက်ရှိနေထိုင်ပါတယ်မင်္ဂလာပါကျမနာမည်ကတော့မာကိဆောင်မင်းဖြစ်ပါတယ်ရှိကျမကတော့မွန်ပြည်နယ်ရေမြို့ကနေလာရောက်တင်ကြတဲ့တင်နေသူဖြစ်ပါတယ်ရှိအခုဆိုရင်ရန်ကုန်မြို့သစ္စာလမ်းမပေါ်မှာရှိတဲ့ဆရာရတုကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ Professional Fashion at BFA စကူးမှာbasic ရဲ့အစိမ့်မြင့်10ဘာသာအတန်းကို2တန်းတက်ရောက်နေပါတယ်ရှင် basic တန်းနဲ့အစိမ့်မြင့်10ဘာသာတန်းကိုတက်ရောက်နေပါတယ်ရှိအရင်အခြေခံလုံးဝမရှိခဲ့ပါဘူးရှင်ဒီကအခြေခံရှိတယ်လက်မနေနေပါရှိစာသင်တဲ့2ပတ်ကျော်အတွင်းမှာတော့ဆရာကဒီရင်ခံအမျိုးမျိုးကော့ဆက်အမျိုးမျိုးခေါင်းဝေးပတ်တန်ဆွဲနည်းဒီဇိုင်းဆွဲနည်းတွေအဲ့ဒါတွေအကုန်သင်ပြီးပါပြီသင်ပြီးတော့ဒီအခြေခံ body plan တွေရောအစိမ့်မြင့်တန်းကပတ်တန်ဆွဲနည်းတွေ no bra ကော့ဆက်ရင်ခံပွဲတက်ထဲတွေရောပြီးလို့ရှိရင်ခေါင်းဝန်းတွေရောသင်ပေးတယ်ပေါ့နော်ဟုတ်အခုလိုအခြေခံမရှိတဲ့လူတွေအတွက်အခုဆိုရင်ဒီလိုမျိုးရင်ခံတွေကော့ဆက်တွေခေါင်းဝေးပတ်တန်တွေကိုကောင်းကောင်းနားလည်နေပါပြီရှင်တိုးတက်ပြောင်းလဲနေပေါ့နော်ဘာဖြစ်လို့ဆိုတော့ပတ်တန်ဆွဲနည်းတွေပတ်တန်ဆွဲနည်းပုံစံစစ်လေတိုးတက်လာတယ်ပြီးတော့ရင်ခံကော့ဆက်ရင်တော့ဆိုရင်ခံဆိုအာနေကော့ဆက်တွေရောဒီလိုတိုးတက်လာတယ်အခက်အခဲရှိတဲ့လူတွေကိုလွယ်ကူစွာဒီလိုတလအတွင်းမှာသင်ကြားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ဆရာကိုကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဆရာကပညာရေးရောအကုန်လုံးပေးတယ်ပေါ့နော်ပြီးလို့ရှိရင်အသိပညာရောပညာဘုဒ္ဓတာမြင်ကျတာတွေရောရတယ်ပေါ့နော်ဆရာကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုနေတဲ့သူတွေအားလုံးလွယ်လွယ်ကူကူနဲ့နားလည်လွယ်အောင်သင်ပေးမဲ့ဒီလိုကျောင်းမျိုးရှိတဲ့အတွက်သင်တန်းတက်ချင်တဲ့လူတွေဆိုရင်ဒီလိုကျောင်းကိုပဲဆက်သွယ်ပြီးဖိတ်ခေါ်ပါလိမ့်ရှင်ငွေကြီးတွေကြတော့ပေါ့နော်ဆရာစီမှာလာရောက်တင်ကြဖို့ဖိတ်ခေါ်ပါနော်ဆရာကတော့အသက်ပညာသိပညာတွေရောအကုန်လုံးဘုဒ္ဓတာအမြင်ကျတယ်ရောသင်ကြားပေးတဲ့အတွက်ကြောင့်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်